大家好，အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးမယ်ပုံမြင်လေးရဲ့ခေါင်းစဉ်နာမည်ကတော့ပန်ဒါလေးရဲ့ဗီဇာ小熊猫的比赛在一个小森林里住着一只小熊猫名字叫冰冰都听吗ပန်ဒါလေး冰冰你耶在地系一个小森林里多里的嘛住着你台呢一只的高小熊猫本塔里的高是名字叫冰冰名字那么个叫可爱冰冰有可爱有一天他很饿就走进城里等你都拍下路有点ဝင်သွား有一天等你มาတော့他သူကဆိုတာဒီမှာ他ဆိုတာကပန်ဒါလေး冰冰ကိုပြောတာ很饿很အလိုပဲ拜晒就အဲ့ချိန်မှာပဲ走进ဝင်သွားတယ်城里ဆိုတာမြို့ထဲကိုဝင်သွားတယ်တနေ့သူ拜晒လို့မြို့ထဲကိုဝင်သွားတယ်他一到城里就闻到一股香味他一到ဒီမှာ他ဆိုတာက冰冰我闻လေးကိုပြောတာပါပန်ဒါလေးကိုပြောတာပါ sorry 他一到城里城里မြို့ထဲကိုရောက်တာနဲ့就闻到ဆိုတာကအနံ့ကိုကြားတာကိုပြောတာအနံ့လေးကိုရှုခံစားမိတယ်ပေါ့闻到一股香味မွေးရနဲ့一股香味တွေ့ရလေအနံ့ကိုခံစားမိရယ်လူမျိုးတွေကိုရောက်တာနဲ့အနံ့လေးတစ်ခုကိုခံစားမိရယ်哇是披萨的味道吗哇披萨အနံ့လားအကြောင်းပါတာပြန်ရင်哇是披萨的味道吗ဆိုတော့是ဒီဥစ္စာက披萨ရဲ့味道吗အနံ့လား他走进披萨店在柜台前停下来ဝင်သွားပြီးတော့ကောင်တာရှိမှရက်လိုက်တယ်ဒါကိုဘာသာပြန်ရင်他走进比萨店他ဆိုတာကဒီမှာ冰冰ကိုပြောတာ冰冰走进ဝင်သွားတဲ့比萨店ဆိုင်ထဲဝင်သွား比萨ဆိုင်ထဲဝင်သွားရဲ့在柜台ဆိုတာကောင်တာကိုပြောတာ在柜台前ဆိုတာရှေ့မှာဆိုတော့柜台前ကောင်တာရဲ့ရှေ့မှာ停下来ရက်လိုက်တယ်猫店主问你好你要什么ဆိုင်ရှင်ကြောင့်လေးကမေးတယ်မင်္ဂလာပါဘာယူမလဲဒါက猫ကြောင့်店ဆိုင်主ဆိုတာပိုင်ရှင်猫店主ကြောင့်ဆိုင်ပိုင်ရှင်က问မေးတယ်你好မင်္ဂလာပါ你要什么ဘာယူမလဲ冰冰兴奋地说我要一个大披萨冰冰စိတ်လှရှားပြီးတော့ပီဇာကြီးတစ်ချက်လိုချင်တယ်လို့ပြောတယ်冰冰兴奋စိတ်လှရှားနဲ့说ပြောတယ်我要လိုချင်တယ်一个တခု大披萨大ကြီးရဲ့披萨တစ်ချက်လိုချင်တယ်လို့ပြောတယ်猫店主睁大眼睛这么大猫店主ကျောင်းဆိုင်ပိုင်ရှင်လေးမျိုးလုံးပြူရတယ်ဒီလောက်ကြီးလား猫店主ကျောင်းဆိုင်ပိုင်ရှင်လေးက睁大眼睛ဆိုမျိုးလုံးပြူရတာ这么大ဒီလောက်ကြီးလားတဲ့冰冰笑着说对我太饿了冰冰笑着说ရီပြီးပြောတယ်对我太饿ငါဘယ်လိုပဲဖိုက်စားတယ်冰冰笑着说冰冰ရီပြီးတော့ပြောတယ်对ဟုတ်တယ်我太饿了ငါအရင်ဖိုက်စားတယ်披萨来了可是它一块还不够披萨လာပြီးတော့သူတစ်ချက်ထဲနဲ့မလောက်ဘူး披萨来了လာပြီး可是ဒါပေမဲ့他ဆိုတာသူက
သူဆိုတာကပင်းပင်းကိုပြောတာ一块တစ်ချက်ထဲနဲ့还不够မလုံလောက်သေးဘူး他又问可以再来一块吗他သူက又သူထပ်မေးတယ်နောက်တစ်ချက်ရအောင်မလား他ဆိုတာကဒီမှာပင်းပင်းကိုပြောတာ又ထပ်ပြီးတော့问မေးတယ်可以ရမလား再来ထပ်ပြီးတော့一块တစ်ချက်ရမလားလို့မေးတယ်猫店主吃惊的说请等一下ကြောင်လေးအန်အားတင်ပြီးတော့ခဏဆောင်ပါလို့ပြောတယ်猫店主ကြောင်ဆိုင်ပိုင်ရှင်က吃惊အန်အားတင်ပြီးဆိုတာနဲ့说ပြောတယ်အန်အားတင်ဆိုတာနဲ့ပြောတယ်请ကျေးဇူးပြုရရော等一下ခဏလောက်ဆောင်ပေးပါ这时候一只小兔子走了进来အချိန်မှာယုံလေးတစ်ကောင်ဝင်လာတယ်这时候အဲ့ဒီအချိန်မှာ一只的ကောင်小兔子ယုံကလေး走了进来ဝင်လာတယ်它因为没有披萨看起来很难过它ဆိုတာကဒီမှာ小兔子ယုံကလေးကိုပြောတာ因为ဘယ်ကြောင့်ဆိုတော့没有မရှိဘူး披萨披萨မရှိရတဲ့အတွက်ကြောင့်看起来ဆိုတာကကြည့်ရတာတော့很အလွန်ပဲ难过စိတ်မကောင်းဖြစ်他问没有了吗မရှိတော့ဘူးလား他问သူကမေးတယ်ဒီမှာ他ဆိုတာက小兔子ယုံကလေးอ่ะ问မေးတယ်没有了吗မရှိတော့ဘူးလား冰冰突然停下来冰冰ရုတ်တရက်ရပ်သွားတယ်冰冰突然ရုတ်တရက်停下来ရပ်သွားတယ်他手里有2块披萨他ဆိုတာကဒါက冰冰ကိုပြောတာ冰冰手လက်လေးထဲမှာလက်ထဲမှာ有ရှိရ2块2ချက်披萨2ချက်ရှိတယ်他想了一会儿说我分你一半吧ခဏလောက်စဉ်းစားပြီးတော့တဝက်ပေးလိုက်မယ်နော်ပြောတယ်他想了他ဆိုတာကဒါကဟိုကိုပြောတာ冰冰想了စဉ်းစား一会儿တခဏစဉ်းစားပြီးတော့说ပြောတယ်我ငါ分ဆိုတာခွဲခြားတာပေါ့ခွဲပိုင်းခြားပြီးတော့你နဲ့ကို一半တဝက်一半吧你ကိုတဝက်ပေးလိုက်မယ်နော်小兔子眼睛亮了起来谢谢你ယုံလေးမျက်လုံးရောင်တောက်သွားပြီးတော့ကျေးဇူးတင်ပါတယ်လို့ပြောတယ်小兔子ယုံကလေးက眼睛မျက်လုံးက亮了ဆိုတာကလင်းသွားတာအရောင်တောက်သွားတဲ့အခါမှာ亮ဆိုတာသုံးတယ်亮了起来小兔子眼睛亮了起来ယုံကလေးရဲ့မျက်လုံးရောင်တောက်သွားတယ်အခါမှာ谢谢你လို့ယုံကလေးမျက်လုံးရောင်တောက်သွားပြီးတော့谢谢你ကျေးဇူးတင်ပါတယ်လို့ပြောတယ်冰冰笑着说没关系冰冰ပြုံးပြီးတော့ရပါတယ်冰冰ဆိုတာ冰冰က笑着说ပြုံးပြီးတော့ပြောတယ်没关系ကိစ္စမရှိဘူးရေးမကြည့်ဘူးရပါတယ်ပေါ့နော်最后冰冰说我们一起吃吧နောက်ဆုံးမှာ冰冰ပြောတယ်အတူစားကြမယ်最后နောက်ဆုံးမှာတော့冰冰说冰冰ပြောတယ်我们ငါတို့一起အတူတကွ吃吧စားကြမယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲစားကနေအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေလည်းဆက်လက်အားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်